ပြင်းတဲ့နွေရသည့်နေ့လည်ခင်းတစ်ခုကိုလေမြင်အောင်ကြည့်လိုက်ပါနော်နေပူထဲကနေအိမ်ထဲကိုဝင်လာတဲ့ချွေးတွေကလည်းရွှဲနေတယ်ပေါ့လူကလည်းအရန်ကိုပင်မနွမ်းနေနေသည်အဲ့ဒီအချိန်မှာပထမဆုံးဘာလုပ်ချင်လဲဆိုတော့အေးစက်နေတဲ့အယောင်တောက်အဖေအချွေတပူကိုဖောက်တောက်လိုက်ခြင်းနဲ့စိတ်ကချက်ချင်းပေါ်လာတတ်တယ်လीဒါပေမဲ့တကယ်ဇီဝကမဖြစ်စင်ရအဲ့ဒီလိုအချွေရည်ကိုတောက်လိုက်ရင်ခန္ဓာကိုယ်ကပို့ပူလာတယ်ဆိုတာစဉ်းစားဘူးလားရှင်ဟုတ်တယ်အဲ့ဒါကပြဿနာပဲခင်ဗျာခန္ဓာကိုယ်ဆိုတဲ့အင်ဂျင်အရန်ပူနေတဲ့အချိန်မှာအန်အေးခံမဲ့ကူလန့်အစားမီးရောက်ကိုပိုကြီးစီမဲ့လောင်စာစီကိုတွားလောင်ထဲလိုက်တယ်လို့ဖြစ်နေလို့ပါတကြားတကလောင်စာလိုပဲအလုတ်လောက်တာကိုဟုတ်ပါတယ်ချက်ချင်းတော့အမောပြေးတယ်လို့ခံစားရတာပဲလေတကြားအများကြီးပါတဲ့အချွေရည်တွေကချက်ချင်းစွန့်အင်ရတယ်လို့ခံစားရစီပြီးမြဲခန္ဓာကိုယ်ကအဲ့ဒီတကြားတွေကိုခြေဖြတ်ဖို့ဟိုဇီဝကမဖြစ်စဉ်ကိုအတင်းအကျပ်အချိန်တင်လာရတယ်လေအင်ဂျင်ကိုအတင်းယုံခန်းလိုက်တော့ကိုတွင်းအပူချိန်ကပိုတက်လာတာပေါ့ပေါ်ပူသွားတာပေါ့နော်ဒါပါခင်ဗျာနောက်ပြီးတကြားကိုခြေဖြတ်ဖို့အတွက်ခန္ဓာကိုယ်ထဲမှာကြံနေတဲ့ရေဓာတ်တီကိုပါထပ်ပြီးစုပ်ယူသုံးဆဲလိုက်ရတဲ့အတွက်ပိုပြီးရေဆလာတာတွေပိုပြီးနွမ်းတယ်သွားတာတွေဖြစ်လာတာပါတကယ့်ကိုတန်တရားလဲနေတာပဲနော်အဲ့ဒီတန်တရားတွေကနေဘလို့ထွက်မလဲဆိုတာကစိတ်ဝင်စားစရာပဲဒါကြောင့်ဒီကနေ့ကျမတို့ရဲ့အသေးစိတ်လေးလာသုံးသပ်မှုအစီအစဉ်မှာဒေါက်တာရေးထားတဲ့မှတ်စုပ်တွေကိုအခြေခံပြီးဆွေးနွေးသွားကြမယ်ဟုတ်ကဲ့နွေရာသီမှာကျန်းမာရေးနဲ့ညီညွတ်စာနေထိုင်ခြင်းသူတွေအတွက်တဘာဝစားစာ၅မျိုးအကြောင်းကိုသိချလဲတူးဆော်ကြည့်ကြအောင်ပါကောင်းတာပေါ့အထူးသဖြင့်ခန္ဓာကိုယ်အတွက်တကယ်လိုအပ်တဲ့ဓာတ်စားနဲ့စွမ်းရည်တွေကိုတဘာဝတိုင်းပြန်လဲဖြည့်တင်းပေးနိုင်မယ်အစားအစာတွေလေပထမဆုံးအနေနဲ့ရေဓာတ်ဖြည့်တင်းခြင်းအကြောင်းကနေစလိုက်ကြမလားရှင်နော်ဘာလို့ရိုးရိုးရေတောက်ယုံနဲ့မလုံလောက်ရတာလဲမစုထဲမှာတော့ဖယေတီးနဲ့ခွားတီးကိုထိတ်ဆုံးကပြထားတာတွေ့ရတယ်အဓိကကတော့ရိုးရိုးရေကိုတောက်လိုက်တဲ့အခါအစာရည်နဲ့ဦးလန်းကြောင်းကနေသွေးကြောထဲကိုချက်ချင်းရောက်သွားလို့ပါပဲအဲ့ဒီမှာပိုးလျက်နဲ့လို့ခန္ဓာကိုယ်ကယူဆိုင်ရင်ကြောက်ကတ်ကနေသစင်စီးဖြစ်အမြန်ဆုံးဆွန့်ထုတ်ပြလိုက်ရောခင်ဗျာ။အော်ဆဲလီတဲ့ကိုရေဓာတ်အပြည့်အဝမရောက်လိုက်ဘူးပေါ့။ဒါဆိုဖယေးတီးနဲ့တခွားတီးကြတော့ဘလို့ကွာသွားလို့လဲ။သူတို့လိုအတီးနာနေမှာကြတော့ရေဓာတ်ကအပင်ရဲ့ဆဲနှမ်းရံတွေအမြန်ဓာတ်တွေနဲ့တင်ချက်စွာတွေ့စနေတာကိုအဲ့ဒီတော့ခန္ဓာကိုယ်ကအဲ့ဒီအမြန်ဓာတ်တွေကိုဖြည်းဖြည်းချင်းခြေဖြတ်ပြီးမှရေဓာတ်ကိုစုပ်ယူရတယ်ဖြည်းဖြည်းချင်းဆိုတော့ပိုပြီးထိရောက်တာပေါ့နော်ဟုတ်ပါပြီဇီဝဗေဒအရပြောရရင် osmosis လို့ခေါ်တဲ့ဖြစ်စဉ်နဲ့ cell လေးထဲကိုရေဓာတ်ကတဖြည်းဖြည်းချင်းစိမ့်ဝင်သွားတာပါမိပါဦးဒါဆိုရင် free တီးနဲ့တခါတီးကိုကျမတို့ဝါးစားလို့ရတဲ့တမဝ time release ရေဘူးလေးတွေလိုမြင်လို့ရတာပေါ့မှန်တာပေါ့ရေဓာတ်ကိုတခါတည်းပုံချလိုက်တာမဟုတ်ပဲနာရီအတော်ကြောင်ဖြည်းဖြည်းချင်းထုတ်ပေးနေတဲ့သဘောလေးဒါပေမဲ့တခါတီးကကြတော့တာမန်အတုတ်တွေထဲမှာပါတဲ့အရန်ဟင်းတီးဟင်းရွက်တစ်ခုလိုပဲမြင်တတ်ကြတယ်မဟုတ်လားရှင်ရေတဲ့ဖြည့်ယုံတက်ဆိုရင်တခါတီးကဘာလို့ဒီလောက်အရေးပါနေရတာလဲဟုတ်တယ်လူများစုကအဲ့ဒီလိုထင်တတ်ကြတယ်ဒါပေမဲ့တခါတီးမှာရေတဲ့95%အထိပါဝင်ယုံတာမကဘူးအစာရည်လမ်းကြောင်းကိုချောမွေ့စေတဲ့တိတန့်အင်ဇိုင်းတွေလည်းပါဝင်တယ်ခင်ဗျာအော်အင်ဇိုင်းတွေကဘာလုပ်ပေးလို့လဲနွေရာသီမှာအပူဒဏ်ကြောင့်အစာချေဖြတ်မှု system ကနေခွင်းနေတတ်တယ်လေအဲ့ဒီဟာတခါတီးမှာပါတဲ့အင်ဇိုင်းတွေကအစာချေဖြတ်ရမှာလိုအပ်တဲ့စွမ်းအင်ကိုရှော့ချပေးတာပါတကယ်ဒါဆိုအစာချေဖို့အတွက်ခန္ဓာကိုယ်ကစွမ်းအင်ကြီးအများကြီးထုတ်သုံးစရာမလိုတော့ဘူးဆိုတဲ့သဘောပေါ့ဖယက်တီးမှာတော့အဲ့ဒီလိုအထူးပြုချက်လေးတွေပါသေးလားရှင်ပါတာပေါ့ခင်ဗျာဖယက်တီးမှာလည်းရေဓာတ်အခင်လိုက်ခိုပင်လို့ခေါ်တဲ့တတူးဆိုင်ခြင်းပစ္စည်းပါဝင်တယ်နွေရာသီမှာနေအောင်ချီနဲ့အပူဒဏ်ကြောင့်ဆဲတွေကတတူးပစ္စည်းမှုဖြစ်ပြီးရောင်ရမ်းတတ်တယ်လीလိုက်ကိုပင်ကအဲ့ဒီရောင်ရမ်းမှုကိုတွားပြီးကာကွယ်ပြီးတာလားဟုတ်ကဲ့လိုက်ကိုပင်ကအဲ့ဒီဆဲလီရောင်ရမ်းမှုကိုတွားပြီးငိမ့်တက်ပြီးတာပါရေဓာတ်ကိုအမြန်တက်နဲ့တွဲပြီးဖြည်းဖြည်းချင်းစုပ်ယူရမယ်ပြီးတော့ဆဲလီကိုအပူရံကနေကာကွယ်ပေးတယ်ဆိုတာရှင်းသွားပြီဒါပေမဲ့နေပူတွေကပြန်လာရင်ကျမတို့ထွက်သွားတာရေကြီးပဲမဟုတ်ဘူးနော်ဘာဒီဆုံးရှုံးသွားသီလို့လဲခင်ဗျာအင်ဂျင်မှာစောက်ကွက်တီထင်ကြံခဲ့တဲ့အထိချွေးတွေထွက်တာလीချွေးထွက်လွန်တဲ့အခါလူကချေးတွေလက်တွေစမ်းမရတော့အောင်ရွှတ်တက်လာတတ်တယ်ရေပြန်ဖြည့်ယုံနဲ့အဲ့ဒီကျွတ်တက်တာကမပြောက်ဘူးရှင်မှန်ပါဗောပြီးပြီးနိုင်မှာဒေါက်တာအဲမဆူထဲကနောက်ထပ်စားစာနှမျိုးဖြစ်တဲ့အုံစိမ်းရည်နဲ့ငပြောသီးကအရေးပါလာတာပါချွေးထွက်တဲ့အခါရေနဲ့အတူအရေးကြီးဆုံးဆုံးရှုံးသွားတာကတစားတွေဆိုလို့အဲ့ဒီနှစ်ခုကတစားဖြစ်ပေးတာပေါ့ဟုတ်လားဟုတ်လားတီးကြတယ်ခင်ဗျာelectrolyte လို့ခေါ်တဲ့ဓာတ်စားတွေအထူးသဖြင့် potassium နဲ့ magnesium တွေဆုံးရှုံးသွားတာပါအဲ့ဒီဓာတ်စားတွေကကျွတ်သားတွေအတွက်အရေးကြီးကိုလားရှင်ဟုတ်တယ်ကျွန်တော်တို့ရဲ့ကျွတ်သားတွေကြုံတာဆက်တာလုပ်ဖို့အတွက်အာယွန်ကြောတွေကနေလျှက်စစ်လိုင်းလေးတွေပို့လို့ဖဲရတယ်လေ
အဲ့ဒီလက်စစ် line တွေချော့ချောမွေ့မွေ့စီးဆင်းနိုင်ဖို့သွေးတွေမှာလက်စစ်စီးကူးနိုင်တဲ့ electrolyte ဓာတ်စားတွေရှိနေဖို့အလုံးကိုလိုအပ်ပါတယ် နေပါအောင်ရှင်ကျမတို့ခန္ဓာကိုယ်ထဲမှာတကယ့်ကိုလျှက်စစ်တအားတွေစီးဆင်းနေတယ်ပေါ့ပြီးတော့ပိုတက်ဆီယမ်ကအဲ့ဒီလျှက်စစ်စီးဆင်းမှုအတွက်ဘက်ထရီလို့ဒါမှမဟုတ်ဝါယာကြိုးလို့အဲ့လိုလုပ်ပေးနေတာလား အဲ့ဒီလိုသဘောမျိုးပါပဲခင်ဗျာဆယ်တရဲ့နေရာမှာဓာတ်စားတွေအဝင်အထွက်လုပ်ပြီးလက်စစ်စွမ်းရင်ကိုဖန်တီးယူတာပိုတက်ဆီယမ်ကအဲ့ဒီဖြစ်စဉ်အတွက်အဓိကတော့ချက်ပဲလေ အော်ဒါဆိုပိုတက်ဆီယမ်နည်းသွားရင်ပြဿနာတက်ပြီပေါ့ ဟုတ်တယ်ချွေးထွက်လွန်လို့ပိုတက်ဆီယမ်တွေညော့နေသွားတဲ့အခါလက်စစ်လိုင်းစီးဆင်းမှုကကမောက်ကမဖြစ်သွားရောဦးနောက်ကကြွက်သားကိုစန့်ဖို့အမိန့်ပေးပေမဲ့လက်စစ်လိုင်းကမမှန်ကန်ကန်မရောက်တော့ပဲကြွက်သားကအလိုလျောက်ကျုံပြီးတင်းခံသွားတာပါ အဲ့ဒါကြွတ်တက်တာပေါ့နော် ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်တို့ကကြွက်တက်တယ်လို့ခေါ်တာပါ။အောင်စင်းရမှာအဲ့ဒီပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တွေအလုံးကျွယ်ဝစွာပေါင်းဝင်တယ်လေ ဆိုတော့အုံးစိမ်းရေတောက်လိုက်ရင်ချက်ချင်းအဆင်ပြေတော့မှာပေါ့ ။တကယ်တော့အောင်စင်းရရဲ့ဓာတ်စားပေါင်းဝင်မှုအချိုးအစားကလူသွေးရည်ကြီးရဲ့အချိုးအစားနဲ့တော်တော်လေးကိုဆင်တူနေတာ။ဒါကြောင့်တောင်းလိုက်တာနဲ့ခန္ဓာကိုယ်ကအလွယ်တကူလက်ခံပြီးဆုံးရှုံးသွားတဲ့လက်စစ်ဓာတ်အားများချေကိုချက်ချင်းပြန်ထည့်ပေးနိုင်တာပါ။ ။အိုးဒါကြောင့်အုံးစိမ်းရေကိုတဘာဝရဲ့ဓာတ်စားရေဒါမှမဟုတ်ဘက်ထရီရေလို့ခေါ်လို့ရတာကိုဒါဆိုရင်ငပြိုသီးကတော့ဘယ်လိုနေရာကပါလာတာလဲငပြိုသီးစားဖို့လူကြီးတွေခဏခဏပြောကြတယ်လी ပင်မနွဲ့နေချိန်မှာစွမ်းရည်ပြန်တက်ဖို့ဆိုရင်လူတွေကချောကလက်လိုအချို့တုံးကိုစားကြတယ်လေဒါပေမဲ့အဲ့ဒါကတကြားတက်ကိုရုတ်တရက်တက်သွားစေပြီးခဏနေရင်ပြန်ကျသွားတဲ့အတွက်ပိုပြီးနုံးခွေသွားစေနိုင်ပါတယ် ဒါပေမဲ့ငပြိုသီးကကစီတက်များတဲ့အသီးဆိုတော့ပင်မဲနေချိန်မှာအစာအိမ်အတွက်နည်းနည်းလေးလက်မနေဘူးလားရှင်စွမ်းရင်ပြန်တက်ဖို့အချိန်ကြမလားလို့ မလေးလံပါဘူးခင်ဗျာငပြောတိကတဘာဝအတိုင်းထုတ်ဖို့ထားတဲ့ energy bar တစ်ခုပါပဲသူ့မှာ fructose နဲ့ glucose ဆိုတဲ့တဘာဝတခြားဓာတ်တွေပါဝင်တဲ့အပြင်အမြင်ဓာတ်တွေပါတွဲပါနေတဲ့အတွက်စွမ်းရည်ကိုတီးတီးငိမ့်ငိမ့်နဲ့အချိန်ကြာကြာထုတ်ပေးနိုင်တယ် ။အော်အစာကြေဖို့လည်းလွဲကူတယ်ဆိုတော့ပင်မနေချိန်မှာခန္ဓာကိုယ်ကိုဝင့်ပြီးမတွားစေဘူးပေါ့။ပိုတက်ဆီယမ်ပါဝင်မှုကတော့ဘယ်လိုနေလဲရှင် အရေးအကြီးဆုံးကအဲ့ဒါပဲငပြောတိဟာပိုတက်ဆီယမ်အကျွဲဝါးဆုံးအသီးတွေကတစ်ခုဖြစ်နေတာပဲခင်ဗျာ ။အောင်စိန်ရေကလက်စစ်ဓာတ်အားပြန်ဖြည့်ပေးသလိုငပြောတီးကလည်းအဲ့ဒီလက်စစ်ဓာတ်အားအတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံနဲ့စွမ်းအင်ကိုတပြိုင်နက်တည်းထောက်ပံ့ပေးတာကို ဟုတ်ပါတယ်အဲ့ဒါကြောင့်ငပြောတိကနွေရသီးမှာအင်မတန်အထုံးဝင်တာပါ ကုန်းလိုက်တာရေတဲ့ရပြီလက်စစ်ဓာတ်အားအတွက်တက်စားရပြီဆိုတော့ဒီမှာဒေါက်တာရက်မှာစုထဲကနောက်တစ်မျိုးစီသွားရအောင်ဒီအစအစကတော့ဟိုနည်းနည်းထူးဆန်းတယ်နော် ။ဘာများလဲခင်ဗျာ ဒိန်းချီနဲ့နွေရသည်ပူအိုင်နေချိန်မှာနိုးထပစ္စည်းစားတယ်ဆိုတာအစာရင်ကိုဒုက္ခပေးသလိုဖြစ်မနေဘူးလားလူတွေကနွေရသည်ဆိုရင်ရေခဲရည်တွေအသီးအနှံတွေကိုပဲပြေးမြင်ကြတာလေ ။အဲ့ဒီမေကုန်းကအလုံးကိုအရေးကြီးတဲ့အချက်ပဲခင်ဗျာ။ခန္ဓာကိုယ်ကိုအေးမြစေဖို့ဆိုတာအပြင်ကနေရေခဲရေလောင်းချလာတခုလည်းနဲ့မရဘူးလေ ဒိန်းချီလိုနည်းနည်းဖြစ်ချဲနဲ့နိုးထပစ္စည်းကဘာဖြစ်လို့နွေရသည်အစားအစာစီးရင်ထဲမှာအရေးတကြီးပါဝင်နေရတာလဲရှင် ။ thermoregulation လို့ခေါ်တဲ့ကိုယ်တွင်းအပူချိန်ထိန်းညှိခြင်းဖြစ်စဉ်မှာအစာအိမ်နဲ့ဦးလန်းကြောင်ကအဓိကအခန်းကဏ္ဍပါဝင်နေတာပါ။ရာသီဥတုပူပြင်းလာတဲ့အခါခန္ဓာကိုယ်ကအပူစွန့်ထူနိုင်ဖို့အတွက်သွေးတွေကိုရေပြားမြင့်လာပြင်စီပို့ပြရတယ် အဲ့ဒီရောအစာရင်စီကိုသွေးသွားတာနဲသွားလာပေါ့ ဟုတ်ပါတယ်အဲ့ဒီအခါအစာရင်းနဲ့ဦးလန်းကြောင်းစီသွားတဲ့သွေးပမာဏနည်းသွားပြီးအစာချေဖြတ်မှုစစ်တင်ကနေကွေသွားတယ်လေ အော်နားလည်လာပြီအစာချေစစ်နဲ့နဲသွားတော့စားလိုက်တဲ့အစာအစာတွေကအစာရင်ထဲမှာအချင်းပိုးကြကြကြံနေခဲ့မယ်ပေါ့အဲ့ဒီကဘက်တီးရီးယားတွေကအဲ့ဒီအစာအစာတွေကိုခြေဖြတ်ဖို့ကြိုးစားရင်းနဲ့အချင်းပေါက်တဲ့ဖြစ်စဉ်တွေဖြစ်လာမယ် ကွက်တီပဲခင်ဗျာအစာမချေရဲ့အခါဦးလန်းကြောင်းကအတင်းယုံပြီးအလုတ်လှုပ်ရတဲ့အတွက်စက်ပွတ်တိုင်းမှုလိုမျိုးကိုယ်တွင်းအပူတွေထွက်လာတာပါ အဲ့ဒီကငေသဆင့်ကိုတွင်းအပူတွေထွက်လာတာကိုတင်းချင်းကဘယ်လိုဖြည့်ရှင်းပေးတာလဲရှင်ဦးလန်းချောင်းကိုအေးထွားစေတာလား ဒင်းချင်းမှာပါဝင်တဲ့ probiotics လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကအဲ့ဒီပြဿနာကိုဖြေရှင်းပေးတာပေါ့သူတို့ကအစားချေဖြတ်တဲ့လုပ်ငန်းစဉ်ကိုမြန်ဆန်ချုံးမွေစေပြီးဦးလန်းကြောင်းမှာဖြစ်ပေါ်မဲ့ပို့တိုက်မှုအပူတွေကိုရှော့ချပေးတာပါ ဝိုးအထဲကအင်ဂျင်ကိုအေးထွားအောင်လုပ်ပြလိုက်တဲ့သဘောပေါ့ မှန်ပါတယ်နောက်ပြီးနွေရာသီမှာအစားဖောက်တွေအလွယ်တကူပျက်စီးနိုင်တဲ့အတွက်မကောင်းတဲ့ဘက်တီးရီးယားတွေအလွယ်တကူဝင်ရောက်နိုင်တယ်လေ ဒါဆိုအဲ့ဒီ probiotics တွေကမကောင်းတဲ့ဘက်တီးရီးယားတွေကိုပါတိုက်ထုတ်ပေးတဲ့ခံတက်တကူလိုမျိုးအလုပ်လုပ်ပေးတာပေါ့နော် ဒါပေါ့
ဒါကြောင့်ဒင်းချင်းကအစားရင်ရောင်းတာဝမ်းပြက်ဝမ်းလျော်တာတွေကိုကာကွယ်ပေးတဲ့အပြင်ကိုတွင်းအပူချင်းကိုပါအန်အိုးစရာကောင်းလာအောင်ရှော့ချပေးနိုင်တာဖြစ်ပါတယ်ခင်ဗျာ တကယ်ကိုစိတ်ဝင်စားစရာပဲကျမတို့ကအပူဆိုတာအပြင်ကနေရောင်ကြောင့်ပဲထင်နေတာကိုတွဲအင်္ဂါတွေလည်းပတ်မှုမချောမွေ့ရင်လည်းအထဲကနေအပူထွက်လာတာပဲကို ဟုတ်တယ်ခင်ဗျအတွင်းအပူကလည်းအမှန်အရေးကြီးပါတယ် တဲ့ဆိုတာသိတာတယ်ဒါပေမဲ့ဒေါက်တာရေးရဲ့မှတ်စုအဆုံးမှာတတိထားကြချက်လေးတစ်ခုတွေ့လိုက်တယ် ဟုတ်ကဲ့စီချိုယောဂအခန်းရှိသူတွေနဲ့ပတ်သက်တဲ့အချက်လေးမလားခင်ဗျာ ဟုတ်တယ်စီးချိုယောဂအခန်းရှိသူတွေအနေနဲ့ချိုးတဲ့အသီးနှံတွေကိုပမာဏချင့်ချိန်ပြီးစားသုံးဖို့ဆိုတဲ့အချက်ပါတဘာဝအစားအစာဖြစ်နေတာတောင်အကန့်အသတ်မရှိစားလို့ရတာမဟုတ်ဘူးဆိုတဲ့သဘောလားရှင် မှန်ပါတယ်ခင်ဗျာတဘောကလာတယ်ဆိုတဲ့စကားလုံးကစီးပညာရဘေးကင်းတဲ့အတိုင်းအတာမရှိသုံးလို့ရတယ်လို့အတိပယ်မထွက်ဘူးလေ ဘာဖြစ်လို့လဲရှင်ဖျေးသီးတို့ငှက်ပြောသီးတို့ကတဘာဝပဲလी သူတို့မှာ fructose လို့ခေါ်တဲ့တဘောတခြားတတ်တွေပါဝင်တာကိုတာမန်လူတွေတက်တော့အသေးကအလွယ်တကူချိဖက်ပြနိုင်တယ်လို့ပန်ကရီယာကလည်း insulin hormone ထုတ်ပေးပြီးသွေးတွင်းတကြတဲ့ကိုထိန်းနေပြနေပါတယ် ဒါဆိုစီးချိုသမားတွေအတွက်ကြတော့ဘလို့ဖြစ်သွားလဲ စီချိုယောဂအခန်းရှိသူတွေပါတော့အဲ့ဒီ insulin ထုတ်လို့မှုဒါမှမဟုတ်တုံ့ပြန်မှုစနစ်ကချိုယွင်းနေပြီဖြစ်လို့တဘာဝတည်ရနိုင်မဲ့ဖြစ်အများကြီးစားလိုက်ရင်သွေးတွင်းတကြတဲ့ယူတဲ့ညင်တက်သွားစေနိုင်တယ်လေ ဆိုလိုတာက fructose ကတကြားဖြူလို့ချက်ချင်းကြီးဒုက္ခမပေးပေမဲ့အသေးကတော့အချိုတဲ့တစ်ခုအနေနဲ့ပဲစပီကိုင်းတွေ fishing ရတာပဲပေါ့ ဟုတ်ပါတယ်ခင်ဗျာဒါကြောင့်ချင်းချင်းစားဟိုလိုတာပါ ကျမ်းမာရေးအတွက်ဘယ်လောက်ပဲကောင်းနေရဖြစ်ဖြစ်ဟို dose ဆိုတဲ့ပမာဏကအရေးကြီးရဲ့နော် critical thinking လို့ခေါ်တဲ့မိမိရဲ့လက်ရှိကျမ်းမာရေးအခြေအနေနဲ့ကိုက်ညီမှုရှိမရှိချင်းချင်းတွေ့တော့ဖို့ကအမြဲတမ်းလိုအပ်နေတာပဲ လုံးဝမှန်ကန်ပါတယ်ခင်ဗျာမိသည့်တရင်ချက်လက်ကိုမစိုးမိဘရဲ့ခန္ဓာကိုယ်ချင်းနဲ့ချင်းထိုးကြည့်ရမယ်လေ ဟုတ်တယ်ရေးရက်လိုတဲ့ဆိုတိုင်းစီချိုသမားတယောက်ကဖျဲတီးကိုတလုံးလုံးထိုင်စားလို့မရဘူးပေါ့အစားအစာတိုင်းမှာသူ့ရဲ့ကောင်းကျိုးနဲ့တတိပြုရမယ်အကန့်အသတ်တိဒုံတွဲနေတယ်ဆိုတာကိုနားလည်ထားဖို့ကတကယ်ကိုရေးကြည့်ပါတယ် မှန်ပါမို့ဒါတွေကိုတေချာနားလေထားမှကျမ်းမာရေးနဲ့ပို့ပြီးညီညွတ်မှာပါ အခုဆိုရင်ရှင်းလင်းပေါ်ပါပြီဒီကနေ့လက်လာခဲ့တဲ့အကြောင်းအရာတွေကိုခြုံငုံကြည့်လိုက်ရင်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုအဆင့်ဆင့်ကိုကျမတို့တွေ့ရတယ်နော် ဟုတ်ကဲ့နွေရာသီရဲ့အပူဒဏ်ကြောင့်အာရင်ကုန်ခန်းတဲ့အခါဓာတုပစ္စည်းတွေတကြားတွေအများကြီးပါတဲ့အချိုရည်တွေကိုရွေးချယ်မဲ့အစားဇီဝကမဖြစ်စဉ်တွေကိုတကယ်အထောက်အကူပြုမဲ့တဘာဝအစားအစာတွေကိုရွေးချယ်တင်ကြောင်းကိုသိချတွေ့ရပါတယ် မှန်ပါတယ်ဆယ်ရီထဲအထိရေဓာတ်ကိုဖြည်းဖြည်းချင်းဖြည့်တင်ပေးဖို့ဖယဲဗီနှစ်ဖို့ကတိချွေးနဲ့အတူဆုံရှုံသွားတဲ့ကြွက်သားတွေအလုတ်လုတ်ဆိုတဲ့မရှိမဖြစ်လိုအပ်တဲ့လက်ရှိတက်အားနဲ့ဓစားတွေကိုပြန်ဖြည့်ပေးဖို့အုံစိမ့်ရင်နဲ့ငှက်ပြောသည် ပြီးတော့အစာချေစနစ်ကိုချောမွေစေပြီးကိုယ်ရဲ့အပူချင်းကိုအထဲကနေရှော့ချပေးမဲ့ဒိန်းချင်းပေါ့ ဒီ၅မျိုးကိုစနစ်တကျပြောင်းလဲစားသုံးခြင်းဖြင့်ကျန်းမာတဲ့နှွေးရသည်ကိုလူတိုင်းပိုက်ဆိုင်နိုင်မှာပါ ဟုတ်တယ်ခင်ဗျာဒေါက်တာရဲ့မဆုအဆုံးမှာဒီအစားအစာ၅မျိုးတည်းကဘာကိုပိုစားဖြစ်လဲဆိုပြီးမေးခွန်းထုတ်ထားတာကလည်းလေ့လာသူဒီကိုသူတို့ရဲ့နေစဉ်အလေးထားလေးတွေကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့တိုက်တွန်းထားတဲ့သဘောပါပဲ ကိုကအလွယ်တကူဝယ်တောက်လို့ရတဲ့စက်ယုံထုတ်အချိုးရည်တွေဘက်ကိုအမြဲတမ်းရိမ့်နေသလားဒါမှမဟုတ်မိမိခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်နဲ့တကယ်ကိုင်းနေမဲ့တဘာဝရဲ့လက်ဆောင်တွေကိုရွေးချယ်နေသလားဆိုတာကိုပေါ့နော် ဟုတ်ပါတယ်ကိုယ့်ရဲ့ရွေးချယ်မှုပါအရေးကြီးတယ်လေ တကယ်တော့လေဒီအလုတ်လောက်ပုံရန်တရားတွေကိုတေချာနားလည်သွားတဲ့အခါကျမခေါင်းထဲမှာအတွေးတစ်ခုဝင်လာတယ် ဘယ်လိုအတွေးမျိုးလဲခင်ဗျာ နွေရာသီအပူရန်လိုမျိုးတဘာဝတရားရဲ့စိန်ခေါ်မှုတွေခန္ဓာကိုယ်ရဲ့ပြင်းမနွမ်းနယ်မှုတွေကလိုအပ်တဲ့တိကျတဲ့ဖြည့်ရှင်ချက်တွေကိုတဘာဝတရားကြီးကပဲကျမတို့ရဲ့မိဖို့ချောင်းထဲမှာအစင်တင့်ပြင်ဆင်ပေးထားခဲ့ပြီးပါပြီလက်စစ်တရားဖြင်းချင်းသလားအုံတီးရှိတယ်ဆယ်လီထိတ်ရေးထိတ်ချင်းသလားဖရဲတီးရှိတယ် ဟုတ်တယ်အကုန်လုံးအစင်သင့်ရှိနေတာပဲနော် အဲ့တော့စဉ်းလာစရာချစ်လာတာကလေကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့တခြားသောကျန်းမာရေးပြဿနာဘယ်နှခုလောက်ကိုတော့တဘာဝနဲ့အလန်းကွာတဲ့ဓာတုပစ္စည်းတွေအသင်စားစားစာတွေနဲ့အတင်းကျပ်ဖြည့်ရှင်းမှုစ조사နေကြသေးတယ်လဲဆိုတာပါပဲ တကယ်ကိုလေးနက်တယ်မြေကုန်မယ်ခင်ဗျာခန္ဓာကိုယ်ရဲ့ဇီဝကမစနစ်နဲ့အံဝင်ခွင့်ကြဖြစ်မဲ့တဘာဝတရားကပေးထားတဲ့အဖြေတွေကိုမမီမဲစက်ယုံထုတ်အရာတွေစီမှာပဲအလွယ်တကူအဖြေရှာနေကြတာတွေဘလောက်တောင်များနေပြီလဲဆိုတာစဉ်းစားစရာပါပဲ ဒါကတော့ဒီကနေ့လေးလာမှုကနေရလိုက်တဲ့ကျမတို့အားလုံးဆက်ပြီးစဉ်းစားစရာကောင်းတဲ့ချက်တစ်ခုပါပဲ